ဖြစ်တယ်ဒီစัจ java တစ်ခုလုံးကိုဖန်ဆင်းထားတဲ့ဖျားပဲဖြစ်ပါတယ်အဲ့ဒီယေရှုကတင်းကိုချစ်လို့လက်ခဲ့တဲ့ဖျားဖြစ်တယ်တင်းကိုအပြစ်တကားတင်ခဲ့တဲ့ဖျားမဟုတ်ဘူးအဲ့ဒီယေရှုကတင်းပါနေလောက်ခဲ့ပြီးပြီလေတင်းဘလောက်မကောင်းလဲတင်းဘလို့ဆိုးခဲ့အရှိကိုအရှိတိုင်းလက်ခံပြီးမှတင်းကိုကဲနှုတ်တဲ့ဖျားဖြစ်တယ်အဲ့ဒီကားတိုင်းပေါ်မှာတင်းရဲ့အပြစ်ကျွေးဝတ်နာဝိတ်ကန်အားလုံးကိုကားတိုင်းပေါ်မှာအသေးတက်ချင်းခံပြီးမှ3 ရက်မြောက်မှာရှင်ပြန်ထမြောက်တဲ့ဖျားဖြစ်တယ်အဲ့ဒီယေရှုဟာတင်းကိုချစ်လို့အသေးခံပေးတာဖြစ်တယ်တင်းကိုချစ်လို့သူ့ရဲ့အတွင်းနဲ့ကျွေးဝယ်ခဲ့တာဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ကိုတင်းယုံကြည်မိမိကတည်းကပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခဲ့တဲ့ဆိုရင်တင်းဟာနောင်တမလို့မှာငရဲမလားပဲနဲ့ထောင်ရအသက်ကိုထောင်ရကောင်းကင်နိုင်ငံကိုဝင်စားရမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတင်းရွေးချယ်ဖို့နားနေအများကြီးမရှိပါဘူးအဲ့ဒီတန်းလေးရှိတယ်ဘုရားရှိခိုးလာတယ်ဘုရားရှိပြန်ဖို့အတွက်အဲ့ဒီယေရှုကလမ်းကြီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေရာမှာချစ်တော်နှလုံးသားနဲ့ချစ်တဲ့စိတ်ကလေးနဲ့ကျမတို့လာပြီးဝိညာဉ်တက်တဲ့ချိန်တိုင်းပြန်ထွက်သွားရမယ်